လူလုံးကြုံကြမလို့လေနင်ကိုစိတ်တက်ကလေးလုံးလုံးရဲ့ဆောင်းဝဲခန်းထဲမှာအေးဆေးဆေးလေးစားလေးဖြီးလို့ရဟုတ်လား ရပါရဲ့ဦးနိုင်ရဲ့အမေလည်း9လခဏသွားလို့အမေပြန်လာမှနဲ့ဦးနိုင်ရေးချိုးပြရနဲ့အတော်လောက်ပဲနေမှာပါအဲ့တော့မှလာခဲ့နော်မရဘူးဦးနာနင်ကိုစိုက်တင်ပါလေနင်မို့စိုက်တင်မှာမဟုတ်တာဦးနာတခါစိုက်တင်တော့လားစိုက်တင်မစိုက်တင် ရရဲ့ဦးနိုင်အားမနာနဲ့တခါတင်ကျင်တာဩနင်ရတယ်စိုက်တင်ပါမယ်ဆိုမှထိုင်မစိုက်တင်မယူကလို့မောင်နိုင် အေးအော်ဒီပူလေဘယ်နဲ့နေညဘကြီးအိမ်မှာဘလို့နေဘူးမလဲဦးနိုင်ရဲ့နင်းဘူးလားမဘူးလေမဘူးလေတူဟဲ့ဦးနိုင်အဲ့လိုမလုပ်ပါနဲ့နင်းမကြိုက်ဘူးနော်ဟောနင်းမကြိုက်ဘူးဦးနိုင်ကြိုက်တယ်မောင်နိုင်ဟေးဟာနိုင်လားတနာယူနာဘူးငါသမီးတို့လေနင်းရုံလို့လေးစားလို့အဲ့ဒါမဟုတ်ကျွန်တော်ကျုပ်ခမည်းနဲ့တွေ့ကြလို့ခမည်းအခန်းကိုအခုလာတာဒီမှာတွေ့တော့ကျုပ်ဒီမှာပဲပြောလိုက်တော့ခမည်းဗျာခမည်းတော်တော်စိုးတယ်လို့ခမည်းစဉ်းစားကြည့်ရင်ကျုပ်အခုမှခကြီးကပြန်ရောက်တယ်အထုပ်ကလေးချမလို့ရှိသေးလာတိုင်နေဆိုတော့ကောင်းလာဗျာဟာအဲ့လိုမဟုတ်ပါဘူးတကြီးရေကျွန်တော်လေးပြောမနေနဲ့ခမည်းပလက်ကျွတ်ပြီးအခုလိုဖြစ်တယ်ဆိုတာကိုကျုပ်သိတယ်ဒါမဲ့ခမည်းဗျာပလက်ကျွတ်တယ်ဆိုရင်သိခါမကြောက်အောင်ကျွတ်ပေါ်ဗျာဟုတ်ပါကိုတည်းကျွန်တော်ပလက်ကျွတ်တာပါဒါမဲ့ကျွန်တော်အဲ့လိုနှောက်ဘူးကြီးတော့မဟုတ်ပါဘူးခင်ဗျာသိတယ်ခမည်းနှောက်ဘူးမကြောက်ဘူးဆိုတာကိုသိတယ်တကယ်လို့ခမည်းနှောက်ဘူးကြခြင်း KTV တို့မာဆက်တို့မှာတွားကြမှာပေါ့ဗျာအခုကဟာဗျာခမည်းတို့ကတတိုင်းလုံးတုံဝင်းလုံးအိတ်မရအောင်ခမည်းတို့အော်ကြီးဟိကျန်တဲ့တချင်းအစုလေဆိုကောင်းလားဟုတ်ရလားအဲ့ဒါကောင်းတယ်လေဟိုကောင်းဆက်လုပ်တယ်ဟာဟေးလူခမည်းမနှောင်းနဲ့တော့မဟုတ်ကျွန်တော်တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်အရက်တောက်ပြီးကောင်းပြီးတော့အဲ့လိုဖြစ်သွားတာပါလို့ဒီမှာဟေးလူခမည်းနောက်တစ်ခါဒီပလက်ကျွတ်ချင်နေဆိုရင် KTV တို့မာဆက်တို့မှာလူမသိသူမသိအောင်တွားကျွတ်လိုက်အဲ့မှာဆိုရင်ဇိမ်လဲရှိတယ်တိတ်ခါလည်းမကြောက်ဘူးဗျာဟုတ်တယ်နော်အဲ့ဆိုတော့တော့ခေါ်မယ်လေလိုက်မယ်လေနော်ဟာဟေးလူခမည်းဗျာအော်မဟုတ်ဘူးကျွန်တော်နောက်လည်းအဲ့လိုမဖြစ်စေရတော့ပါဘူးလို့ပြောတာပါခမည်းကတိခမည်းတီးပါစေနော်ဟေးလူဟောမာဆက်တော့ခေါ်ဖို့ကိစ္စပြီလေအဲ့ဒါကိုပြောနေတာဟာဟေးဟာခမည်းပြောလိစိုးလိပဲဗျာဒီလိုလူလည်းမသိဘူးခမည်းလောင်းတော့မခွင့်ပြုနော်ဟာဟေးလူခဏနေဦးကျုပ်လဲလိုက်မယ်ဟင်ကျုပ်လိုက်မယ်ဆိုတာ KTV တို့မာဆက်တို့ပြောတာမဟုတ်ဘူးနော်အောက်ကိုလိုက်မယ်ပြောတာဟုတ်ပါတယ်ကျွန်တော်အောက်ပဲတော့ဒီရင်တော့ဆိုကိုဆရာကြီးတော့နိုးပြီတယ်ဖုန်းလေးတော့ကောကြည့်လိုက်ဟောကိုဆရာကြီးဖုန်းတော့မကန်တော့ဖလက်တွေကျွတ်ဖက်တွေကျွတ်ပြီးရောက်ရှိနေပြီထင်တယ်အာစီကိုင်းလိုက်ပါအာစီရဲ့မကိုင်းပါဘူးလူကြီးလူကောင်းဆန်လိုက်ပါအာစီရဲ့အာကျိုးကြီးမင်းစကားတော်များပဲငါကိုင်းညီမကိုင်းပါဗောမေးရ对呀你现在离光在嘛看到没哈喽哦离光在嘛看到也都也来离光没啊嘞也来也ဘာလို့လဲအစီအေးငါ့ကိုredတော့ကောင်းဟာစောစီကင်မလို့လားအစီရဲ့ကင်မလို့ဝယ်ခိုင်းတာဗောကွာမင်းကလေဟိုအစီကရုံးတဲ့ရအောင်ပါလေရုံးမတက်တော့ဘူးကွာဒီစကားရဲများတယ်ရော့ဟုတ်ဘာရဲ red စောစီကွာဒီလေ red ရှိလားဟာတစ်လုံးမေးတစ်လုံးဘယ်လောက်လဲညီ4000တိပါ4000ဟုတ်ကဲ့ပါ4000တော့ပါရင်လားမသိပါဘူးကွာကောက်ရိုးတွေကြီးပဲအော်ဒီဘက်ပါတယ်ကြည့်နေ4000开工没有？嘿，你想开工喏？CCTV သိတယ်အခုတော့မှအစောကြီးကစ်မယ်ဆိုလို့ပလင်းစင်းဝယ်ပေးရတာဟုတ်တယ်အဲ့ဒီမူးတဲ့ကိစ္စပဲနင့်ဆက်ရမူးယူနေလေအေးတီယာရဲ့တမီးလို့တွားကြံတာနော်ဩ
အမလည်းအဲ့ဒါတော့မဖြစ်နိုင်ပါဘူးဗျာကျုပ်ဆရာအဲ့လိုလူမျိုးမဟုတ်ဘူးဗျာ အမလေးကြော်ကြီးအေးတီတာငါ့ကိုလေ CCTV ရောကောက်ပြနော်အဲ့မှာဟဲ့နစ်ဆရာလေးဖြစ်ပြက်နေတာကြားလိုက်တာသလားအေးတီတာရဲ့တမီလေးမြူနေလေးကိုလေနေပူတယ်ဒီဘက်တိုးတဲ့ပြီးတော့ခါတော့အဲ့ပါယူလေမွတ်နဲ့နမ်းလိုက်တာပြီးတော့ခါဒီနှခိုင်းကိုနမ်းတော့မယ်လေလုံနေတဲ့အချိန်မှာလေအေးတီတာရဲ့ရောက်ချလာပြီးတော့လေပွဲချမ်းတာတငယ်ချင်းရဲ့သိလားပြီးတဲ့ခါကျတော့မှလေသူတို့သားမိညာလုံးလေနစ်ဆရာရဲ့ဒီပါယူလေဘဲပြားညပြန်ဆိုချထားလိုက်တာဟေးအေးတီတာရရတာဖမေကြီးတော့ဂွင်းလုံးကြွကြရတာ ကျက်ဆက်လိုက်တော့ကွာဒီတတိုင်းလုံးရဲ့ CCTV ကြီးကိုမှတော့ပြောတယ်တတိုင်းလုံးပွားပြီကွာ နင်နော်နစ်ဆရာမီစုံမထားအောင်နော် စိတ်ချအမကျွန်တော်တောက်တာတော့ခွင့်လို့ရတယ်ဒီလိုနှာဘူးကြတော့ကျုပ်ခွင့်မလို့ဗျာအဲ့ဒီနှာဘူးကျုပ်စုံးပါမယ်ဟဲ့ငါတိုက်ကလူတော့ပြောပြီးသားတယ်ရက်ကွက်တူပြောလိုက်မယ် ယုံကြည်တယ်မ အေးဒီရောစုံမနော် စိတ်ချမဒါမျိုးတော့လာမလို့နဲ့ဟာအစီပဲရောက်ပါပြီလေအော်စုံမပဲဆိုနေမှာကွာဘယ်ရောက်သွားမှမသိအမလေးဟာအစီကဒီရောက်နေတာဟုတ်အမရေဒီမှာဟိုရှိနေလေတော့မြင်တယ်အေးကိုအမြန်မောင်းတာကပ်ဖို့မြင်တယ်အေးဟုတ်တယ်အေးမောင်းပါ